မိဖွားခြင်းဒုတိယအဆင့်ကိုပြုစုစောင့်ရှောက်ခြင်းမိဖွားခြင်းဒုတိယအဆင့်ဟာညှစ်ရတဲ့အဆင့်ဖြစ်ပါတယ်ဒုတိယအဆင့်ကတအိမ်ကောင်းလုံးဝအပြည့်ပွင့်ပြီးအမျိုးသမီးကညှစ်ချင်စိတ်ဖြစ်ပေါ်လာတဲ့အချိန်မှာစတင်ပါတယ်ခလေးမွေးထွက်ပြီးတဲ့အချိန်မှာပြီးဆုံးပါတယ်ဒီဗီဒီယိုမှာအမျိုးသမီးတူဦးရဲ့ညှစ်နေတဲ့အားထုတ်မှုကိုဘယ်လိုပံ့ပိုးပေးရမယ်ဆိုတာရဲ့တိုးတက်မှုနှောင့်နှေးနေရင်ဘာလုပ်ပေးရမယ်ဆိုတာရဲ့ကိုပြသသွားမှာဖြစ်ပါတယ်အမျိုးသမီးတူအထူးသဖြင့်တဦးကိုဝင်ဆောင်တွေဟာတအိမ်ကောင်းလုံးဝအပြည့်ပွင့်ချိန်မှသာစတင်ညှစ်တင်ပါတယ်တကယ်လို့အချိန်မတိုင်မီညှစ်လိုက်ရင်တအိမ်ကောင်းရောင်ရမ်းပြီးမွေးဖွားမှုကိုနှောင့်နှေးစေနိုင်တယ်တအိမ်ကောင်းစုပ်ပြဲတာပါဖြစ်နိုင်ပါတယ်လေ့ကျင့်သင်ယူထားရင်တအိမ်ဝဘလောက်ပွင့်လဲဆိုတာမွေးလန်းကြောင်းအတွင်းပိုင်းစမ်းသပ်မှုလုပ်နိုင်ပါတယ်ဒါပေမဲ့အတွေ့အကြုံရှိရင်တော့အတွင်းပိုင်းစမ်းသပ်မှုမလုပ်ဖ ೇನೆ ညှစ်ရတဲ့အဆင့်ရောက်နေပြီဆိုတာမိခင်ကိုပြောနိုင်ပါတယ်မိခင်စိတ်အခြေအနေကခဏခဏပြောင်းလဲတတ်ပါတယ်စိတ်ဆက်လွယ်မယ်တတိတသက်နေခြင်းနေမယ်ဒါမှမဟုတ်အာယုံပိုဆိုင်မိနေမယ်ညအားပိုကောင်းလာပြီးအကျိန်ရတိုးလာတာနဲ့အမျှအော်ဟစ်တာအန်နာမထိန်ချုံနိုင်လောက်အောင်ညှစ်ချင်နေတာတွေဖြစ်လာနိုင်တယ်မိခင်ကိုစီးသွားဖို့သတိပေးပါစီးအိမ်တင်းနေရင်မွေးဖွားမှုနှောင့်နှေးတတ်လို့ပါဒါပေမဲ့ကျင်းအိမ်သာမှမသွားပါစေနဲ့မတော်တဆညှစ်မိရင်ခလေးတွင်းနဲ့ကျသွားနိုင်ပါတယ်မိခင်ကိုညှစ်လို့စိတ်ဖြစ်မှညှစ်ဖို့အားပေးခြင်းဟာစွမ်းအင်ကိုထိန်းထားနိုင်မယ်မိခင်ရဲ့ခန္ဓာကိုယ်ကသဘာဝအတိုင်းညှစ်ပေးမှဖြစ်ပြီးဘေးကအားပေးထောက်ပံ့ပေးရင်မှန်ကန်ပြီးခလေးထွက်နိုင်မှုတင့်တော်တဲ့နီလန်းကိုမိခင်ကရှာတွေ့နိုင်မှာဖြစ်ပါတယ်မိခင်ကိုသူ့အတွက်အဆင်ပြေတဲ့အနေအထားကိုရွေးချယ်ခွင့်ပေးပါပလက်အိတ်မနေပဲမမတ်ထိုင်တာရက်တာလမ်းလျှောက်တာကမြန်မြန်မွေးနိုင်မှာပါတဝက်ထိုင်အနေအထားကအသက်သာဆုံးဖြစ်နိုင်ပါတယ်ဘေးတစ်စောင်းလှဲနေတာဟာခလေးကောင်းစင်းမြန်နေရင်ပိုအဆင်ပြေတဲ့အနေအထားဖြစ်ပြီးမွေးလန်းကြောင်းဆုပ်ပြဲခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်လေးဘက်ထောက်အနေအထားကခါနာနေတဲ့မိခင်အတွက်ရယ်ခလေးပခုံးတက်တဲ့အနေအထားအတွက်ရယ်အထောက်အကူဖြစ်ပါတယ်စောင့်ကြောက်ထိုင်အနေအထားဟာမွေးတာနှေးတဲ့အခါခလေးစင်းကိုကူညီပေးနိုင်ပါတယ်မိခင်ကိုတေးသေးချာချာညှစ်နီးကိုပြပါခြေထောက်ကိုကြဲကြဲကားဒူးကိုဘက်ဆွဲကပ်ပြီးမေးစီကိုရင်ဘတ်နဲ့ကတ်ထားဖို့အကြံပေးပါညင်အားတစ်ခုနဲ့တစ်ခုကြားမှာဖြည်းဖြည်းနဲ့ပြင်းပြင်းအသက်ရှူခိုင်းပါမွေးဖွားပေးသူရဲ့လူနာဆောင်ရဲ့ကခြေထောက်ကိုတစ်ဖက်တစ်ယောက်တွန်းထားပေးရင်ပိုညင်အားကောင်းပါတယ်မိခင်ကညှစ်ရတာခက်ခဲနေရင်မိခင်ကိုစူပူငေါငန်းတာချင်းချောက်တာမလုပ်ပါနဲ့ကြောက်ရွံ့စေတာကမီးဖွားမှုကိုကြန့်ကြာစေပါတယ်အဲ့ဒီအစားသူ့ကိုအားပေးပါသူနဲ့တူတူလှုပ်ဆောင်ပါတအိမ်ညှစ်အားတိုင်းဟာအခွင့်အရေးသစ်ဖြစ်ပါတယ်ဖြစ်နိုင်ရင်နာရွက်တစ်ခါသွေးခုန်နှုံးနဲ့သွေးပေါင်ချိန်တိုင်းမှာသတ်မှတ်ချက်အတွင်းမှာမရှိရင်ကိုဝင်စိတ်တက်ခြင်းရေထက်ခန်းချောက်ခြင်းပိုးဝင်ခြင်းကဲ့သို့နောက်ဆက်တွဲဆိုးကျိုးများဖြစ်နေနိုင်ပါတယ်ခလေးနှလုံးခုန်နှုံးကိုတအိမ်ညှစ်ပြီးချိန်နားထောင်ပါမိခင်ညှစ်နေတာနဲ့အမျှခလေးထွက်ဖို့ဘယ်လောက်ကြာနေပြီလဲဆိုတာသတိထားမှတ်သားပါတဦးမိခင်ဟာတအိမ်ညှစ်အားကောင်းပြီးကိုယ်တိုင်လည်းထိရအောင်ညှစ်နိုင်ရင်ခလေးမွေးဖွားဖို့ဒုတိယအဆင့်က2နာရီမှ3နာရီခန့်ကြာနိုင်ပါတယ်တကယ်လို့ခ
ခလေးမွေးဖွားမှုတဲ့တနောင်းကိုဝင်ဆိုရင်ခလေးထွက်ဖို့တနားရီတောင်မကြာတတ်ပဲတစ်ခါတလေတစ်ခါပဲညှစ်ယုံနဲ့ခလေးထွက်နိုင်ပါတယ်မွေးလန်းကျောင်းမှာခလေးစင်းနှုံအရန်နှေးကွေးနေပေမဲ့ဆက်လက်ဆင်းသက်နေရင်ပုံမှန်နဲ့ကျန်းမာတဲ့မွေးဖွားမှုလို့သတ်မှတ်နိုင်ပါတယ်ခလေးနှလုံးခုန်နှုံပုံမှန်ရှိနေမယ်မိခင်လည်းညှစ်အားရှိသေးမယ်အချိန်ကြာမြင့်စွာညှစ်နေပေမဲ့တိုးတက်မှုမရှိရင်တိမ်ကွဲတာခလေးရောမိခင်မှာတိတ်ဆုံးရတာစတဲ့ဆိုးရတဲ့ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်တကယ်လို့တိမ်ညှစ်အားလည်းကောင်းပြီးမိခင်ကလည်းတေးသေးချာချာညှစ်နေတာတနားရီကြာလာပေမဲ့ခလေးလုံးဝမစင်းလာရင်မိခင်ကအကူအညီလိုအပ်နေပြီဖြစ်ပါတယ်ကြောက်နေလားအားကုန်နေလားဆိုတာတင့်ကိုယ်တင်မေးကြည့်ပါမိခင်ကိုလည်းအထောက်အကူပြုစွာနဲ့မေးမြန်းပါတဲ့အိမ်ညှစ်အားချာမှာနားနေဖို့အားပေးခြင်းကမိခင်ကိုအားပြန်ပြေလာနိုင်စေပါတယ်တကြားပါတဲ့အရေးတစ်ခုခုတောက်စေပြီးစွန့်အင်ရပါစေစီးရင်တင်းနေရင်စီးသွားဖို့ကြိုးစားပါစေစောင့်ကြောက်ထိုင်တာပုံတစ်ခုပေါ်ထိုင်ပြီးညှစ်စေတာမျိုးလို့အနေအထားပြောင်းလဲစေခြင်းဟာလည်းခလေးစင်းမှုအထောက်အကူဖြစ်စေပါတယ်အားပြုတ်ကင်မှုတစ်ခုခုပေးပါသူတွန်းလို့ရတဲ့အနေအထားရအောင်သူ့လက်ကိုဆွဲမပေးတာကလည်းအကူအညီဖြစ်နိုင်ပါတယ်နှုတ်သီးကောင်းကိုသူဟာသူနှိုးဆွပါစေစမ်းတက်တဲ့လက်နှချောင်းနဲ့မွေးလန်းချောင်းနောက်ဖက်ကိုဖိပေးတာကလည်းညှစ်ချင်စိတ်ကိုပိုဖြစ်စေပါတယ်ရေမွာမပေါက်သေးရင်ရေမွာဖောက်တတ်ပါကဖောက်ပေးလိုက်ရင်မွေးဖွားမှုကိုမြန်စေပါတယ်တအိမ်ထိတ်ကနေတွန်းချတာမျိုးမလုပ်ပါနဲ့အချင်းကွာတာတအိမ်ကွဲတာဖြစ်တတ်ပါတယ်ဒီလိုလှုပ်ဆောင်မှုတွေကအကူအညီမဖြစ်ဘူးဆိုရင်ခလေးကမွေးဖွားရခက်တဲ့အနေအထားဖြစ်နေတာဒါမှမဟုတ်ခလေးကမိခင်ရဲ့အယိုးခွင်းတဲ့တိတ်ထွားနေတာဖြစ်နိုင်ပါတယ်မိခင်ကိုအချိန်လုံးဝမဆွဲပဲလေစုပ်ညှက်ဆွဲခွဲစိတ်ပေးနိုင်တဲ့နေရာကိုအမြန်ညွှန်းပို့လွှဲပြောင်းပါဒီမျိုးသမီးရဲ့မွေးဖွားမှုဟာကောင်းကောင်းမွန်မွန်တိုးတက်နေပါတယ်တအိမ်နဲ့မိခင်ရဲ့ညှစ်အားတစ်ချက်ချင်းစီနဲ့အတူခလေးကမွေးလန်းချောင်းတွင်ကိုပုံမဆင်းလာတယ်အခုညှစ်အားတွေကြားမှာခလေးရဲ့ဥကောင်မွေးလန်းချောင်းတွင်ကိုနည်းနည်းချင်းဆင်းလာတာကိုတွေ့နေရပါပြီခလေးဥကောင်းကမွေးလန်းကြောင်းအဝကိုလက်တော်ဝါစာလောက်ထိချဲ့ပြီးတွန်းထွက်လာတဲ့အခါတအိမ်ညှစ်အားရှိနေပေမဲ့ဥကောင်းကမွေးလန်းကြောင်းအဝမှာပဲဆက်ရှိနေပါတယ်ဒီအခြေအနေကို crowning ဥကောင်းပြူတဲ့အခြေအနေလို့ခေါ်ပါတယ်ခလေးကောင်းဖြည်းဖြည်းမွေးထွက်ဖို့မိခင်ကိုလမ်းညွှန်ပေးပါပြီးရင်ပခုံးမွေးထွက်လာပါမယ်ပြီးရင်ခလေးကိုလုံးကမြန်မြန်လိုက်လာပါတယ်ခလေးကိုမိခင်ဘိုက်ပေါ်တင်ပေးပါခလေးကို6တွေ့အောင်တင်းတင်းချာချာတုပ်ပေးပြီးမိခင်နဲ့အရေးပြားချင်းထိတွေ့ပါစေမှတ်သားရန်တအိမ်အပြည့်ပွင့်ပြီးညှစ်ချင်စိတ်ဖြစ်တဲ့အချိန်မှာမိခင်ကိုညှစ်တာခဏရက်ခိုင်းပါမိခင်ကိုသူ့အဆင်ပြေတယ်လို့ခံစားရတဲ့အနေအထားကိုရွေးချယ်ပါစေညှစ်ရတဲ့အဆင့်အရန်ကြာလာရင်ထိထိရောက်ရောက်ညှစ်နိုင်မှုကူညီပြီးတိုးတက်မှုမရှိဘူးဆိုရင်ညွှန်းပို့လွှဲပြောင်းပါ